ငါးကြီးတွေအကြီးကြီးတွေပဲဒီငါးကြီးတွေကတော့ဒါဖက်အံမှာရှိတယ်ပေါ့နော်ကြောက်ကလက်တောင်အရှိမရှိတဲ့ကန်ကြီးတွေဟာပါငချင်းကြီးတွေပေါ့နော်တော်နှစ်ရှုံငချင်းကြီးလို့လည်းပြောတော်တော်လေးကိုကြီးပါတယ်အကောင်ကြီးတွေဆိုလုံးဝအကြီးကြီးတွေပဲဒါကြောက်ကလက်တောင်ပေါ့နော်ခေါင်းလုံးဖက်အံရောက်တော့ရိုက်ခဲ့တာလေးပါအခုမှတင်ဖြစ်လို့ပါငါးကြီးတွေငချင်းကြီးတွေပေါ့နော်သူတို့ငါးစာကြီးကျွေးနေကြဟိုဘက်မှာအများကြီးပဲလုံးဝအကြီးတွေအကိတ်ကြီးတွေငါးကြီးမချင်းကောင်ကြီးတွေပါကြောက်အဲသူတို့ကပေးမဲ့ပေးထားရေးဆိုတော့ဖမ်းလို့လည်းမရဘူးပေါ့နော်တောင်းကြီးဆိုလည်းအရန်လာတယ်ဖမ်းအရန်ငွေတက်လေးတွေပေါ့နော်အဲကြောက်ကလက်တောင်းကြီးပဲဖြစ်ပါတယ်အဲတော့သူတို့ကိုကျွေးတဲ့ငါးစာတွေပေါ့နော်အလုံးလေးအသားလူလေးလားပါလေးလည်းတော့မသိဘူးဘာနဲ့လောက်ထားတယ်တော့မသိဘူးပေါ့နော်လုံးဝအကြီးတွေပဲအကောင်ကြီးလေးဝါကားပြီးတော့ဒီလိုမျိုးကြီးတွေ ကြောက်ကလက်တောင်ပါ